ဘေးပြန်ရောင်းခြင်းနဲ့ဆိုတဲ့လူတွေပေါ့နော်ဘေးပြန်ရောင်းခြင်းနဲ့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့လာပြီးတော့မေးကြတဲ့လူတွေကိုက80နဲ့ယူအဲ့လိုမှမဟုတ်ဘူးကိုက80ဟိုဘောနော်လက်ကားပေါ့လက်ကားဆိုဖောက်တယ်ဖြစ်သွားပြီရောင်းအားများသွားပြီဆိုရင်တော့ကိုက60နဲ့ပြီးမယ်အဲ့လိုမှမဟုတ်ကိုက50အရင်နဲ့ပဲလူချင်တာဆိုရင်တော့ကိုရောင်းတဲ့ဟာက10-20အမြတ်စားထားတဲ့ကိုအတွက်ကြောင်းဟုတ်အဲ့တော့အရင်နိုင်ပဲကြာကျင်နေဆိုရင်တော့ TRUSTY Trusty ဆိုပြီးရိုက်ရှာလိုက် Play Store မှာခရမ်းရောင် software လေးကြာလာလိမ့်မယ်။နော်အဲ့တော့ခရမ်းရောင် software လေးကြာလာတာကိုဒေါင်းပြီးရင်မှတ်ပုံတင်ရမယ်။တော့ဖုန်းနံပါတ်လိုတယ်မှတ်ပုံတင်လို့မယ်ပေါ့နော်။အဲ့လိုမျိုးလေးဘာလို့ပြရမလဲ။ဘာဘလိုမျိုးသူကမှတ်ပုံတင်နေလို့တမန်လည်းမသိဘူး။ဘာလဲဆိုတော့လေသူကမှတ်ပုံတင်ရှင်းတော့ကိုရိုက်လိုက်တယ်ရိုက်ပြီးဆိုရင်လူပုံဒါလူနော်ဒီလူပုံကိုသူကဒီလိုမျိုးခုဘာရှင်းအတိတ်ပေါ့နော်အတိတ်မြင်လိုက်တော့ကြတော့သူကနည်းနည်းတစ်မျိုးပြောင်းသွားအရင်တော့ကကြတော့လူအစ်စ်မလို့ခုကျမအုံနေနေကလူအစ်စ်လို့တယ်ဒီလိုမျိုးရှေ့ကိုကြည့်ခိုင်းတယ်နောက်ကျရင်ခေါင်းကိုမော်ခိုင်းတယ်ခေါင်းကိုအောက်ကိုချခိုင်းတယ်ဘဲကြည့်ညာကြည့်ပေါ့အဲ့လိုမျိုးလေးတွေလောက်ရတယ်အဲ့ဒါကိုမှန်အောင်လုပ်နိုင်တယ်သူခိုင်းတဲ့အတိုင်းပေါ့နော်သူခိုင်းတဲ့အတိုင်း position ကိုမှန်အောင်လုပ်နိုင်တယ်ဆိုရင်အဲ့ဒါ real နဲ့အောင်မှုရသူက300ဆောင်ခိုင်းတဲ့အပေါ်မှာအဝါတန်းလေးပေါ်လိုက်မယ်အဲ့အကောင်လေးဝင်လိုက်တာနဲ့လေအဲ့မဲ့ URL နဲ့ဘာညာခုကွာဆိုပြီးတော့သူကပေါ်လိုက်မယ်အဲ့လိုအဝါတန်းလေးပြောင်းမှသူက real နဲ့အောင်ခေါ်တာပေါ့နော်အဲ့တော့မှငွေစပြောဖြည့်လို့ရမယ်ငွေစဖြည့်လို့ရတော့မှဘာတွေလုပ်လို့ရမလဲဆိုရင်ဖုန်းပေရောင်းလို့ရမယ်မီတာဆောင်လို့ရမယ်အိမ်လာကပေးလို့ရမယ်ကြတော့ data package တွေပေါ့နော်အဲ့ထဲကနေပြောလဲဝယ်လို့ရတယ်ဒါပေမဲ့အဲ့ထဲကအမှန်တမ်းပြောရရင်ဈေးကြီးတယ်ဈေးကြီးတော့ကြတော့ဈေးချွတ်ရင်တော့ကိုစီလာဝယ်နော်အဲ့ဒါပြီးတော့ဗားတွေထပ်ပြီးရှိလဲဆိုတော့ point ယူလို့ရတယ်နေတိုင်းလေဒီနားကအကွက်ကလေးအဲ့အကွက်ကလေးမှာpoint နေယူလို့ရတယ် point ယူရင်100ရတယ်နေတိုင်းကလား100နေတိုင်းရတယ်100နေတိုင်းရတဲ့အပြင်ဘုံမှာနောက်တစ်ပါဖြစ်လဲဆိုရင်သူကမေးခွန်းမေးရတယ်ရှိတယ်သူကတစ်ဖက်ကိုတစ်ချိန်တော့အဲ့မေးခွန်းကိုဖြေရတာဟာအဲ့တစ်ဖက်ကိုတစ်ချိန်မေးခွန်းဖြေရတဲ့ဟာကိုကဖြေနိုင်နေဆိုရင်အဖြေမှန်ရင်ပေါ့နော်အရင်ကတော့မှန်ပေးတယ်အခုကျတော့မှန်မှပြီးတော့တာအဲ့ဒါဖြေလို့မှန်နေဆိုရင် point 100ရတယ်နော်နောက်ပြီးကြတော့မရှိလေဆိုအဲ့ point နေခုကိုစုထားတဲ့ point နေနဲ့ဘေးဝဲတဲ့အချိန်မှာအဲ့ point နေထည့်သုံးလဲဆိုရင်ဈေးသက်သာတယ်950အရင်ကိုမကြတော့ဘူးပို့ပြီးတော့ဈေးချိုရတယ်ပေါ့နော်အရင်ထက်ဈေးချိုမယ်အဲ့လိုမျိုးလေးရှိရဲအဲဒါကြောင့်အဲ့ software ကဒေါင်းထားတဲ့နေပေါ့နော်